မင်္ဂလာပါ Sky Camera Training Center နေပြီးတော့ကြိုဆိုပါရစေ။ဒီနေ့မှာတော့ Microsoft Word ရဲ့ဒီစာပိုက်တွေထဲမှာရုပ်ပုံလေးထည့်တဲ့နည်းလေးကိုလုပ်ပြပေးပါမယ်။ကိုကစာပိုက်တွေထဲမှာရုပ်ပုံလေးထည့်ချင်တယ်ဆိုလို့ရှိရင်ကိုကြိုက်တဲ့နေရာမှာကာစာချခဲ့ပါမယ်။ကာစာချပြီးသွားတဲ့အခါကျလို့ရှိရင် Insert ထဲက Picture ထဲမှာ Drive ကတော့ကိုသိမ်းထားကိုယ့်ရဲ့ဒီဆက်ထဲမှာသိမ်းထားရဲပေါ့နော်ဖိုင်ထဲကနေပြီးတော့ပုံလေးတွေယူသုံးပါပါတကယ်လို့ online ကနေပြီးတော့ direct သုံးမယ်ဆိုလို့ရှိရင်တော့ online picture ပါအဲ့တော့ဒီဆက်ထဲကနေပြီးတော့ယူသုံးမှာဖြစ်တဲ့အတွက်ကွန်ပျူတာတွေကနေပြီးတော့ယူသုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ Drive ထဲကိုသွားပါမယ်သွားပြီးတော့တဲ့အခါကျလို့ရှိရင် download ထဲမှာသိမ်းခဲ့တာမို့လို့download ထဲကိုသွားပါမယ်ကိုယ့်ရဲ့ဆက်ကပုံသိမ်းထားတဲ့နေရာကိုသွားမှာပေါ့နော် data ဒီမှာရှိရင် data ဒီထဲကိုသွားမယ်ဒီမှာတော့ download ထဲမှာသိမ်းထားတာဖြစ်တဲ့အတွက်ကြောင့်မို့ download ထဲကိုသွားမယ် download ထဲမှာကိုကြိုက်တဲ့ပုံလေးတစ်ပုံရွေးလိုက်မယ်ရွေးပြီးသွားလို့ရှိရင် insert ဒါဆိုရင်ပုံလေးကြာလာပြီနော်ပုံလေးကြာလာလို့ရှိရင်ကိုလိုချင်တဲ့အနေအထားကိုရဖို့အတွက်ဒီပုံလေးရဲ့ဒေါင်းကနေပြီးတော့ကျုံပါမယ်ခြုံချက်လုပ်လို့ရရနော်ပုံလေးရဲ့ဒီဒေါင်းကနေပြီးတော့ခြုံချက်လုပ်ပါမယ်ထောင်းကနေပြီးတော့ဒီလိုပေါ့နော်ညာတန်းတန်းလေးပေါ်လာပြီဆိုလို့ရှိရင်ခြုံချက်လုပ်လို့ရပါတယ်ကိုလိုချင်တဲ့အနေထားရောက်လို့ရှိရင်လုပ်လိုက်ပါပြီးသွားတဲ့အခါကျလို့ရှိရင်ဒီပုံလေးကိုလိုချင်တဲ့နေရာရွှေ့ပါမယ်ပုံမှာဆက်လက်ဝင်နေမှာရွှေ့လို့ရမှာပါပုံမှာတစ်ချက်ကလစ်လိုက်မယ်ပုံမှာဒီလိုမျိုးဆက်လက်ဝင်ပြီဆိုလို့ရှိရင်အပေါ်မှာဒီ touch bar မှာ picture format ဆိုပြီးတော့ပေါ်လာပါမယ်အဲဒီ picture format ထဲက word tab ထဲက square နဲ့ die ကြိုက်တာရွေးလို့ရပါတယ် square ကိုရွေးလိုက်ပါမယ်ရွေးပြီးသွားတဲ့အခါကျရင်တော့ပုံလေးကိုကိုရွှေ့ချင်တဲ့နေရာကိုရွှေ့လို့ရပါပြီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်